Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာတေရောပိုင် Henry Page ကမျိုးဒီနေ့ pick up ပိုင်းလေးပေါ့နော်ကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေပြေဝမှာလားဆိုရယ် pick up ပိုင်းလေးဖိုင်1ဖိုင်2ဖိုင်3ဆိုပြီးတော့ရှိတယ်အဲ့တော့ကိုကြိုက်နေတဲ့ဖိုင်လေးကိုရွေးစီချင်ပါတယ်နော်အားလုံးလည်းရွေးပြီးလို့ထင်ပါတယ်အဲ့တော့အခုဖိုင်1ဒီကမျိုးဆရာစပါပဲနော်အခုဖိုင်1လေးတွေရဲ့အနေထားအရာကကိုဘဝရဲ့ကိုမျောလင့်ထားတဲ့ပုံစံကိုဖြစ်ချင်တဲ့ဆန္ဒလေးတွေကပြောပါမလဲအခုချိန်မှာဖြစ်ဖို့ဆန္ဒတွေကတော့ရှိတယ်အဓိကကတော့ like ပြောပါမလဲကိုကအာရုံတစ်ခုတည်း focus တစ်ခုအနေနဲ့လုပ်ဖို့လိုအပ်တယ်ဒါပေမဲ့ကိုတိုင်းကအခုချိန်ကြီးပေါ့နော် like hesitation ဖြစ်နေတော့ငါဘာလုပ်ရမလဲဆိုတဲ့ဟာမျိုးပေါ့နည်းနည်းတခုအနေနဲ့ပေါ့ maybe ဘဝမှာကိုရွေးချယ်ရမယ့်အရာနှစ်ခုလုံးလို့မရတဲ့အရာမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့တစ်ခုပဲရွေးချယ်ပြီးလုပ်ရမယ့်အရာမျိုးတွေကိုရွေးချယ်ရတော့မယ့်အခါမှာပထမဦးစားပေးအနေဒုတိယဦးစားပေးအဲ့ပုံစံမျိုးနဲ့လုပ်သွားတာပို့ပြီးတော့ကောင်းလိမ့်မယ်အဲ့တော့မှဒါလည်းကိုရဲ့ပြောရမယ်ကိုယ့်ရဲ့ future ကိုယ့်ရဲ့ဖြစ်ချင်တဲ့အရာတွေကဒီဖြည်းဖြည်းနဲ့ယုံလုံးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဟိုဟာရောဒီဟာရောအကုန်လုံးတစ်ခုလုံးပြိုင်တူလုပ်တဲ့အရာတွေကအဆင်မပြေနိုင်တာမျိုးလေးရှိရတယ်တခုအနေနဲ့ကအခုကိုလုံးနေတဲ့ကာလကစัจ जा မှာပတ်ဝန်းကျင်တိတ်ပြီးကူးမဆိုင်ပါနဲ့နော်ပတ်ဝန်းကျင်ရဲ့ဘယ်လိုပြောမလဲ impact တွေတအားပါနေရလို့ပြောလို့ရတယ် group 1နေမှာလေအဲ့တော့ပတ်ဝန်းကျင်ကူးမဆိုင်လေးပို့ပြီးတော့ကိုဘွားအဆင်ပြေလေးပဲအဲ့တော့ပတ်ဝန်းကျင်ရဲ့ impact တွေကိုအရင်ကြီးလွှမ်းမိုးခံပါနဲ့လို့ပြောချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်တခုပေါ့နော်အခုအနေထားအရာကအရန်ကိုကန်စံအဲ့လိုမျိုးရတအားပြန်ပြီးတော့ဟိုနောက်ထပ် level တခုကိုရောက်ပြီးတော့မြင့်လာတဲ့အနေထားတခုလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဆရာအနေနဲ့ပြောချင်တာကတော့ so like ကိုမှာဒီလိုအရာတွေရှိနေပေမဲ့အခုငါလို့ကိုယ့်ရဲ့ပထမဆုံးဦးစားပေးအဓိကဦးစားပေးအရာတွေကိုပဲအဓိကအာရုံထားပြီးတော့လုပ်စီခြင်းနဲ့ကိုယ့်ရဲ့ဖြစ်ချင်တဲ့အရာနဲ့ကိုလိုချင်တဲ့အရာနဲ့တသားတည်းကြောက်ဖို့ကအရင်အရေးကြီးတယ်ပေါ့နော်အဲ့တော့မှသာလင်ကိုဘဝရဲ့အနေထားတစ်ခုအနေနဲ့ပြောင်းလဲလာလိမ့်မယ်နော်အဲ့တော့ပုံရင်းချင်း queue မဆိုင်လေးပို့ပြီးတော့ကိုကအဆင်ပြေလေးပဲချို့အရာတွေမှာပေါ့နော် like ကိုရဲ့maybe ကိုစိတ်တိုင်းမကြကိုပေါ့နော်စိတ်တိုင်းမကြတဲ့အရာလေးရှိလိမ့်မယ်အဲ့စိတ်တိုင်းမကြတဲ့အရာတွေကကြတော့ဒါကိုကပတ်ဝန်းကျင်သွားပြီး queue ဆိုင်မိကိုသွားပြီး judge လုပ်မိတာမျိုးကြောင့်လည်းဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ကိုသွားပြီးတော့လည်းအရင် judge မလုပ်မိစွာစီနေကိုလှုပ်ထားတဲ့အရာတွေကကိုအတွက်လုံးလောက်ဖြစ်နေပြီဆိုတဲ့အနေအထားတစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့အဓိကကတော့ like ပြောမလဲ vision တစ်ခုကိုပဲအာရုံစိုက်ပြီးလုပ်တာ focus ထားတာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်နော်ကဲအားလုံးပဲ group 1လေးတွေပြီးပါပြီခုလက်ပါနော်ဒီဘွဲလေးတွေမှာကအခုချိန်မှာလေးကိုယ့်ကိုပြန်ပြီးတော့ healing လုပ်နေရတဲ့အနေအထားတစ်ခုကိုဖြစ်နေတဲ့ဆန္ဒတွေဖြစ်ဖို့အတွက်ကို healing လုပ်နေရနေတာတခုပြောချင်တဲ့ဘောကတော့ maybe ဒီခုအနေနဲ့ပေါ့နော်အခြေနဲ့ပတ်သက်တာလူမှုရေးနဲ့ပတ်သက်တာပတ်ဝန်းကျင်ချောင်းကိုချစ်ခင်ရတဲ့လူချောင်းဆိုတဲ့အရာမျိုးတွေဒီမှာခံစားမိတယ်တခုအနေနဲ့ပေါ့နော်ကိုလိုရမယ့်အရာတွေအများကြီးရှိနေရမျိုးလေမြင်ရတယ်ပေါ့နော်ကိုဘဝပြောင်းလဲဖို့ကိုရဲ့ပုံစံတွေကိုပြောင်းလဲ changes လုပ်ဖို့ကိုမှအစီအစဉ် plan တွေကတော့ရှိပြီးသား so like ကိုကပြန်ပြီးအာရုံစိုက်ပြီးတော့လုပ်ဖို့ပဲအရေးကြီးတယ်ပေါ့နော်နောက်တစ်ခုကိုလည်းကြည့်ရပါလဲဆိုတော့အခုချိန်မှာပေါ့နော်ချို့လူလေးတွေမှာဒီအဖွဲ့လေးတွေမှာပေါ့နော်ကိုတခုအာယုံစိုက်ပြီးတော့လှုပ်နေတဲ့အရာမျိုးအဓိဋ္ဌာန်လှုပ်နေရဖြစ်ဖြစ်တခုခုပေါ့နော်ကိုရဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေလှုပ်နေရဖြစ်ဖြစ်ပေါ့နော်ဒီချိန်မှာပို့ပြီးအာယုံစိုက်ပြီးလှုပ်စီခြင်းတယ်ဒီဓာတ်တွေကကိုယ့်ချိန်မှာအခုချိန်မှာအတီးပွင့်နေတယ်တခုအနေနဲ့ပြန်ခံစားရမယ်ဆိုတဲ့အနေအထားတစ်ခုလို့ပြောလို့ရတယ်အဓိကတော့အခုပါလဲဆိုလို့ရှိရင်ကိုတချို့လူတွေ manifest ထားတဲ့လူတွေဒီချာပေါ့နော်ကိုရဲ့လိုရမယ့်အရာတစ်ခုကိုအာရုံစိုက်ပြီးတော့တေချာပို့ပြီးတော့လုပ်လေပို့ပြီး focus ထားလေပို့ပြီးတော့အဆင်ပြေလေပဲအဲ့တော့အတိတ်ကအရာတွေအတိတ်ကလူတွေเนาะအဲ့အရာတွေအကုန်လုံးကိုလက်လွတ်ချဖို့အရေးကြီးတယ် so like ကိုအတွက်
capacity အသစ်တစ်ခုပေါ့နော်နေရာအသစ် space တစ်ခုကိုလက်ခံလို့ဖို့အရေးကြီးတယ်အဲ့တော့ group 2လေးအနေနဲ့ကတော့ဘာလဲဆိုလို့ရှိရင်ကိုယ့်အတွက်နေရာအသစ်ဘဝင်းချင်းအသစ်လူသစ်စိတ်သစ်เนาะအချစ်သစ်ဒီအရာတွေကကိုယ့်ကိုစောင့်မျှော်နေတယ်အဲ့တော့ဒီဘွဲလေးတွေမှာနည်းနည်းလေး you are so serious like လို့ပြောရမလဲမာနအတ္တတွေအရန်ကြီးကိုခံနေတဲ့လူမျိုးကြီးလို့ကြိုင်ဆောင်တာပေါ့ပြောချင်တဲ့ဘောကတော့ like ပြောရမယ်ငါဆိုတဲ့အတ္တတစ်လုံးတစ်ခုကြိုင်ဆောင်တဲ့လူမျိုးကြီးဖြစ်တယ်ပေါ့နော်တခါလေကြားလို့ရှင်ကိုကဒါကိုလည်းမလို့ခြင်းဒါပေမဲ့အဲ့ငါဆိုတဲ့အတ္တတွေကြောင့်ပေါ့နော်ဒီအရာတွေကကိုယ်ဘီနာမီရောဒီ energy vibration တွေကိုယ်ဘီနာမီရောမထွက်ခွာအောင်အဲ့တော့တခုအနေနဲ့ကတော့ surrender လုပ်ဖို့လည်းလိုအပ်တယ်နော် surrender လုပ်တတ်မှကိုဘွားထဲမှာပုံဝင်ခြင်းအစ်နေရာတစ်လူတစ်စိတ်တစ်နဲ့အချစ်တစ်ဒါမျိုးတွေကကိုယ့်စီကိုကောင်းတဲ့အရာတွေကိုယ့်စီကိုလာပြီး attract လုပ်မှာအဲ့တော့ကိုအဲ့ဒါလေးအတွက်ကိုနေရာပေးဖို့လည်းလိုအပ်သေးရဲ့ဆိုတာမျိုးမြင်ရတယ်ပေါ့နော်အဲ့တော့တခုအနေနဲ့ကဆရာတော့အကြံပေးချင်တာကတော့ so like be focus เนาะအာယုံတခုအနေနဲ့ကိုပြန်ပြီးတော့ strongly ဖြစ်ဖို့ကိုပြန်ပြီးတော့ healing ပို့ပြီးတော့ကောင်းလာဖို့ကိုပဲအာယုံပြုစီခြင်းနဲ့เนาะအဲ့တော့မှသာလင်ပို့ပြီးတော့ဒီထက်ပို့ပြီးတော့ကောင်းလာမယ်လို့ဆရာတော့မြင်နေပေါ့နော်အဲ့တော့ group 2လေးအနေနဲ့ကတော့တခုเนาะကိုအဋ္ဌာန်ထားတဲ့အရာလေးတွေပြီးဆုံးအောင်လည်းလုပ်ပါเนาะဘဝအတွက်ကိုဘဝအတွက်ကိုဘဝပျော်ရွှင်ဖို့အတွက်ကိုလည်းကောင်းဒီတဲ့ပိုကောင်းတဲ့အရာလေးတွေကိုလည်း attract လုပ်ဖို့အတွက်ကိုလည်းတိတ်ကအရာတွေကိုလက်လွတ်တင်တဲ့ဟာတွေအကုန်လုံးလက်လွတ်ချပါရီးစားအောင်ဆိုလည်းရီးစားအောင်အကုန်လက်လွတ်ချဖို့အရေးကြီးတယ်အဲ့လိုငါဆိုတဲ့အတ္တတွေမဆွဲထားပါနဲ့အဲ့ဒါကိုအတွက်ပို့ပြီးပြန်လိမ့်မယ်ဟောโอเคကဲအားလုံးပဲ good luck ပါ group 2လေးတွေပြီးပါပြီကဲ group 3လေးတွေအတွက်ကိုရောက်လာပါပြီ group 3လေးတွေကနည်းနည်းလေးသူတို့ကလေးနည်းနည်းစိတ်အာယုံအနောက်မခံဘူးဘဝမှာကိုကလေအမြဲတမ်းနေပြီးပေါ့နော် passionate ဖြစ်တာလည်းဖြစ်လိမ့်မယ်ဒါမှမဟုတ်လို့ရှင်လည်းလို့ like ဘယ်လိုပြောမလဲ creation လုပ်တာမျိုးတွေ innovative ဖြစ်တာမျိုးဒီလိုမျိုးပုံစံမျိုးတွေ creativity ကိုပို့ပြီးတော့အားတန်တဲ့လူမျိုးတွေလို့ပြောလို့ရတယ်ကွာဒါပေမဲ့စိတ်ရှုပ်ရတာစိတ်ညစ်ရတာတွေကိုသူတို့ကအရင်အာယုံထားရရင်ပို့ပြီးတော့သူတို့ရဲ့ဘယ်လိုပြောမလဲသူတို့ရဲ့ခံစားချက်တွေ feeling တွေကမကောင်းတော့မှုတွေအဆင်မပြေတော့ဘူးအဲ့တော့သူတို့ကိုယ်တိုင်ကိုကလည်းဟိုအရန်စူးစားတဲ့လူမျိုးတွေဒီဖွဲ့တွေကလေဒီဖွဲ့တွေကတခုဘာလဲဆိုကိုဘာကို focus ထားနေ focus ထားနေတဲ့အရာတခုဒီထက်ပိုပြီးကောင်းလုပ်ဖို့အတွက်ကိုပဲစဉ်းစားနေကိုယ့်အတွက် transformation တွေ changes big changes တွေကတော့ဒါတွေကတော့ရှိတယ် so like ဒါကဘယ်လိုပြောမလဲဒီအရာအတွက်ကိုကြိုပြီးတော့စွန့်ပူပန်မှုတွေဖြစ်မနေနဲ့ပေါ့နော်နည်းနည်းလေးဒီဖွဲ့ကနည်းနည်း warrior ဖြစ်တယ်အရန်စွန့်ပူပန်မှုတွေတအားများတတ်တယ်ပေါ့နော် crucial လေးတွေကကြတော့လေစွန့်ပူပန်မှုတွေဖြစ်နိုင်ရင်တော့တဖြည်းဖြည်းနဲ့ short တာပိုကောင်းလိမ့်မယ်အဲ့တော့မှသာလင်ပို့ပြီးတော့ဟိုအဆင်ပြေလာလိမ့်မယ်ပြောချင်တဲ့ဘောကတော့အခုချိန်မှာကိုယ့်ရဲ့ကိုယ်စိတ်နှလုံးเนาะအဲ့သုံးပါးလုံး alignment ဖြစ်အောင်ညီအောင်ပဲလုပ်လိုက်ပါအရေးကြီးရပေါ့เนาะကိုက alignment ဖြစ်လေပို့ပြီးတော့အဆင်ပြေလေးပဲအဲ့တော့ကိုဘဝမှာကိုရဲ့ကိုဆောင်ရှောင်းနေတဲ့ပုံကိုယ်တွေဒီချိန်မှာပေါ့နော်ကိုဖြစ်ချင်တဲ့လမ်းကြောင်းပေါ်ကိုတေးချာလေးချပေးပြီးလုပ်ပေးမယ်ဆိုတော့ကိုယ့်ရဲ့ဖြစ်ချင်တဲ့စာနာလေးတွေကိုဖြစ်မြောက်လုပ်ပေးဖို့ပဲရှိတယ်အဲ့အနောက်ကိုကလိုက်ဖို့ပဲလိုအပ်တယ်ပေါ့နော်ဒါပေမဲ့ဒီအချိန်မှာအခုချိန်မှာကိုဟိုခဏအနားယူဖို့အချိန်ပေးနေတဲ့အချိန်မှာပေါ့နော်ခဏလောက်ပေါ့ပါလေးနေတာမျိုးကပို့ပြီးတော့အဆင်ပြေလိမ့်မယ်တခါလေကြားလို့ရှိရင်ကိုအတင်းကြိုက်လုံနေဟာတွေကအချိန်မတန်သေးရင်ဘာမှဖြစ်လာဘူးဒီလိုမျိုးအချိန်တန်လာပြီဆိုတာနဲ့ကိုကလူသစ်စိတ်တဲ့အိုင်းအတင်းနဲ့လောက်ရမှာနေထားလေးဒီမှာဒီဖွဲ့လေးမှာရှိတယ်အဲ့တော့တခုအနေနဲ့ကို self doubt လောက်တာမျိုးလေးတွေကိုတန်တရားဖြစ်တာမျိုးလေးလဲရှောင်မှာဒီဖွဲ့လေးကအရင်တန်းကိုပေါ့နော်အမြဲတမ်း self doubt ကလေးရှိတယ်ဒီတဲ့ဘောတော့ကြိုတင်ကာကွယ်လို့ပဲပြောရမှာလားမသိဒီပွဲလေးကကိုကြိုတင်ကာကွယ်မှုတွေတအားများတယ်လုပ်တယ်ဒါပေမဲ့ဟိုမကောင်းမဟုတ်ကောင်းတယ်ဒါပေမဲ့တချို့အချိန်ခါလေးဒီမှာကကိုအတွက်ဒါတွေကအရေးမကြီးဘူးပြချင်တဲ့ဘောတော့သူဖြစ်ချိန်တိုင်းဖြစ်လာမှာပဲနော်ပြီးသွားလို့ရှင်လဲဘယ်ရာမှကိုစီစဉ်ထားသလိုဖြစ်လာဖို့ဆိုတာမကြိုးစားမိစေနဲ့ပေါ့နော်အဲ့တော့ဒီ
ဘဝ life ရဲ့ changes တွေကိုအလိုက်တင်လေးကိုပြောင်းလဲဖို့ပဲလိုအပ်တယ်ကိုအတွက်ခွင့်ရေးကောင်းနေလာလိမ့်မယ်နော်အဲ့တော့ group 3လေးတွေကနော်ကိုရဲ့ဘာသာရေးအားကောင်းအောင်ပို့ပြီးတော့လုပ်ပါကိုပို့ပြီးတော့ queue site ပါကိုကျမ်းမာရေးအထူး queue site ဖို့အရေးကြီးတယ်တခါကျကြီးကျမ်းမာရေးနဲ့ပတ်သက်တဲ့ခါကျဂျူချသွားလုံးဝပဲပေါ့ဒါကလေ maybe ပေါ့နော်ပြောချင်တဲ့ဘောကတော့သူတို့စိတ်ညစ်တဲ့အခါမျိုးမှာဆိုပို့ပြီးစိုးတတ်တယ်အဲ့တော့တဖြည်းဖြည်းနဲ့သူ့ရဲ့ကျမ်းမာရေးပါကိုယ့်ရဲ့ကျမ်းမာရေးအဲ့လိုပုံစံမျိုးထိခိုက်မိတာမျိုးပို့ပြီးတော့ဖြစ်လာတာမျိုးလေးရှိတတ်တယ်အဲ့တော့ queue site ပါကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကတော့ like ကိုနောက်ကမျိုး supporting ပေးမဲ့လူကလည်းရှိပြီးသားเนาะအဲ့ဒါအပေါ်မှာကိုကရှောက်နိုင်ဖို့ပဲအရေးကြီးတယ်အဲ့တော့ကိုအတွက်အခုချိန်မှာတော့ ready မဖြစ်သေးပေမဲ့ရုတ်တရက်ပြောင်းလဲမှုတစ်ခုမှာတော့လက်ခံတတ်ဖို့နဲ့ ready ဖြစ်ဖို့ကိုပဲကိုအားမွေးထားပါလို့ပြောရင်းနဲ့ပဲ group 3လေးတွေကိုအဆုံးသတ်လိုက်ပါပြီအားလုံးပဲ good luck ပါလို့เนาะ